ဝင်းနေမင်္ဂလာသမီးလေးမတ်တုတိတာရဲ့9နှစ်ပြည့်အလှတော်လေးပဲဖြစ်ပါတယ်ဖေဖေဦးစော်မင်းမိမိတော်မမော်ကြီးတို့ကနေပြီးတော့သမီးလေးမွေးနေ့အကြောင်းပြုပြီးတော့ပထမကျမ်းတော်တစုံလူတန်းထားတာဖြစ်ပါတယ်ရှင်လွယ်တဲ့ဓမ္မမိတ်ဆွေကုသိုလ်ဒိဋ္ဌံလေးတွေရေးသားပြီးတော့မိမိတို့လိုအပ်ကြောင်းလေးကိုတခြားလေးရေးသားပြီးတော့လူခံယူပေးပါရှင်ဝင်းနေမင်္ဂလာပါသမီးလေးတုတိတာချစ်စရာလေးနာမည်လေးကဝင်းနေတွေကိုကုသိုလ်တွေနဲ့ကြိုဆိုတဲ့အလှလေးအတွက်ကိုတာတုခေါ်ရင်းနဲ့သမီးလေးကိုကျမ်းမာပါစေစိတ်ချမ်းသာပါစေပြီးရန်ကင်းပါစေကောင်းကျိုးလိုရာဆန္ဒပြပါစေဘဝတစ်လျှောက်လုံးမှာပန်းခင်းသောလမ်းများကိုသာရှောက်လန်းရပြီးတော့သူတော်ကောင်းများနဲ့သာတွေ့ဆုံပါစေလို့မေတ္တာပို့ပေးပါတယ်ဆုမွန်ကောင်းတွေတောင်းပေးပါတယ်ပြပြမေမေတို့အားကိုအားထားပြီးရတယ်လိမ္မာရေးကြရှိတဲ့သမီးလိမ္မာလေးဖြစ်ပါစေနော်ဝတ်တဲ့ဓမ္မမိတ်ဆွေတွေလူခံယူပေးပါရှင်သမီးလေးတုတိတာရဲ့မွေးနေ့လူကို32ပုံသားများအားလုံးကိုကုသိုလ်ရရှိစေဖို့အတွက်ကုသိုလ်အမြယူတော်မူကြပါကုန်နော်သာဓုကုသိုလ်အမြယူတော်မူကြပါကုန်နော်သာဓုကုသိုလ်အမြယူတော်မူကြပါကုန်